1996 ခုနှစ်ကဖြစ်ပါတယ် DVB အတန်လွင့်ဌာနအယ်ဒီတာချုပ်ဒေါက်တာအောင်ခင်ဦးဆောင်တဲ့ကျွန်တော်တို့အဖွဲ့ဟာနော်ဝေးနိုင်ငံဒုတိယမြို့တော်ဘာဂန်ကိုယထာနဲ့သွားကြပါတယ်ကိုကျော်ကျော်စောနယ်စင်ခုကျွန်တော်နဲ့အန်ကယ်ကြီးဒေါက်တာအောင်ခင်တို့ဖြစ်ပါတယ်အင်မတန်အေးတဲ့အချိန်မို့ယထာပေါ်မှာအပူပေးဆက်ရှိနေတာတောင်ကျွန်တော်တို့မှာအိတ်စင်တွေပေါ်စောင့်ခြုံပြီးသွားခဲ့ကြရပါတယ်အဲ့ဒီနှစ်ကဘာဂန်မြို့မှာအခြေစိုက်တဲ့ Raptor Foundation ကပေးတဲ့ Raptor ဆုကိုရုရှားနိုင်ငံကစစ်သားမိခင်များအဖွဲ့ကရတာပါ1995အဲ့ဒီ Raptor ဆုကဒေါန်ဆန်းစုကြည်ရရှိတဲ့နိုင်ငံတကာဆုတွေတဲကပထမဆုံးရတဲ့ဆုပါအဲ့ဒီစစ်သားမိခင်များအဖွဲ့ကစစ်ပွဲတဲ့အဖို့ခံရတဲ့သူတို့သားသမီးတွေအတွက်မိခင်တွေကစုပြီးဖွဲ့ထားတဲ့အဖွဲ့ပါသူတို့သားသမီးတွေစစ်ပွဲတဲ့အဖို့ခံရတာကိုကန့်ကွက်ကြသူတွေပါကျွန်တော်တို့အဖွဲ့ကအဲ့ဒီ Raptor စုပေးပွဲတဲ့သွားယူကြရသူတွေပါဘာကန်ကပြန်တဲ့ခါမှာယထာပေါ်မှာချမ်းချမ်းနဲ့ဆောင်းချုံကွေးရင် Raptor စုပေါ်မူတည်ပြီးအတွေးတွေတတိတရန်ကြီးတွေးနေခဲ့မိပါတယ်ရုရှားမျိုးသမီးတွေစစ်ဆန့်ကျင်ကြတာနဲ့ဆက်ဆက်ပြီးရုရှားကဗျာဆရာမတယောက်ကြောင်းတွေးလာခဲ့တာပါစစ်သားမိခင်များအဖွဲ့နဲ့ဓာတ်ရိုက်သက်ဆိုင်တဲ့အဖြစ်မဟုတ်ပေမဲ့ကျွန်တော်တွေးမိနေတဲ့ရုရှားကဗျာဆရာမကလည်းရုရှားကွန်မြူနစ်အစိုးရကိုစန့်ကျင်ခဲ့တဲ့သူပါရုရှားအစိုးရကဆင်နွှဲနေတဲ့စစ်ပွဲကိုစန့်ကျင်ခဲ့သူပါသူကအောက်တိုဘာတော်လှန်ရေးကိုစန့်ကျင်သူပါအသက်49နှစ်မှာဇွဲကြိုးချပြီးသူ့ကိုယ်သူတက်တည်သွားတဲ့သူပါသူကွယ်လွန်သွားတဲ့အခါသူနဲ့အင်မတန်ရင်းနှီးတဲ့ရုရှားကဗျာဆရာမအခမာတော်ဗာကစပတ်ထရီဗာအခုလိုကောက်ချက်ချခဲ့ပါတယ်မာရီနာစပတ်ထရီဗာကမနိုင်နိုင်မှန်းသိနေတဲ့ကြားကဒီတိုက်ပွဲကိုအင်တိုက်အားတိုက်ဝင်တိုက်သွားခဲ့သူလို့မှတ်ချက်ပေးခဲ့ပါတယ်မာရီနာပေါ်ရုရှားကဗျာဆရာစာရေးဆရာအီလီယာအာရင်ဗက်နှင်းခဲ့ပြောချိန်ဝိထုရေးသူပါသူမှတ်ချက်ချခဲ့တဲ့စကားတွေကမာရီနာရဲ့ဥပဒေရုပ်ကိုအပေါ်လွင်ဆုံးဖော်နိုင်တဲ့စကားတွေလို့လဲပြောနိုင်ပါတယ်သူကမာရီနာလောက်ကြေကွဲစရာကောင်းတဲ့ကဗျာဆရာမျိုးကိုကျွန်တော်မတွေ့သေးဘူးလို့သူ့ရဲ့လူများတက္ကရာများဘဝဆိုတဲ့စာအုပ်မှာထည့်ရေးခဲ့ပါတယ်မာရီနာဟာနာကျင်ခြင်းအထီးကျန်ခြင်းညှင်းပယ်ခံရခြင်းစတဲ့လမ်းများအတိုင်းရှောက်လန်းခဲ့သူဖြစ်တယ်လို့လည်းရေးခဲ့ပြောခဲ့ပါတယ်ကျွန်တော်ကမာရီနာစဝက်ထရီဗာကိုလည်းစိတ်ဝင်စားခဲ့တယ်လို့သူခေတ်သူခါသူနဲ့အင်မတန်ရင်းနှီးတဲ့သူတချို့ကိုလည်းစိတ်ဝင်စားခဲ့ပါတယ်မာရီနာစဝက်ထရီဗာက1892ခုနှစ်မြို့တော်မော်စကိုမှာမွေးပါတယ်ဖခင်ကမော်စကိုတက္ကသိုလ်ကသမိုင်းပညာရှင်ပါရုရှားတော်ဝင်ကဗျာဆရာကြီးပုတ်ကင်ရဲ့အတွက်ဆိုပြီးပုတ်ကင်ပြတိုက်ထူထောင်ခဲ့သူပါမိခင်ကကနဝင်ဂီတပညာရှင်စန္ဒယာဆရာမပါစဝက်ထရီဗာက1912ခုနှစ်မှာစာကြီးအန်ဖရွန်ဆိုတဲ့သူနဲ့အိမ်တောင်ကြပြီးသမီးတစ်ယောက်ထွန်းကားခဲ့ပါတယ်အဖရွန်ကကွန်မြူနစ်စန့်ကျင်ရေးသမားပါနောက်တော့အော်တိုဘာတော်လှန်ရေးကိုစန့်ကျင်တဲ့ရှက်ဖြူတွေနဲ့အတီလင်းပေါင်းသွားခဲ့တဲ့သူပါသိမကြပါဘူးကွန်မြူနစ်အစိုးရရဲ့အဖမ်းခံရစပတ်ထရီဗာပြည်ပရောက်နေစဉ်ကွန်မြူနစ်အစိုးရကစာကြီးအဖရွန်ကိုတနက်နဲ့ပြစ်သက်စီရင်ခဲ့ပါတယ်မာရီနာစဝက်ထရီဗာကပြည်ပြီးဘဝနဲ့18နှစ်လောက်နေခဲ့သူပါပြင်သစ်ချက်ဂျာမနီ3နိုင်ငံမှာပြည်ပြီးဘဝနဲ့နေခဲ့သူပါပြည်ပမှာအနေထိုင်ဆင်းရဲတာနဲ့ရုရှားမှာတစုံတရာနိုင်ငံရေးအခြေအနေမတင်းမာဘူးလို့ထင်ရတဲ့ချိန်မော်စကိုကိုပြန်လာခဲ့ပါတယ်သူ့ကိုဇာဘရင်ဘက်ရက်သူရှက်ဖြူတွေဘက်ကလူအော်တိုဘာတော်လန်ရေးကိုစန့်ကျင်သူအဖြစ်သတ်မှတ်ကြယူဆကြပေမဲ့သူဟာအများထင်တယ်လို့မဟုတ်ဘူးလို့ယူဆကြတဲ့သူတွေလည်းရှိကြပါတယ်ပြီးတော့တော်လန်ရေးကြီးကိုစန့်ကျင်တဲ့ကြပြားအပြောဆိုအဲ့ဓာတွေလည်းသူ့မှာမရှိဘူးလို့ယူဆသူလည်းရှိကြပါတယ်ဒါပေမဲ့အဲ့ဒီကာလာကြီးတွင်းမှာတော့တော်လန်ရေးကိုမထောက်ခံဘူးဆိုရင်တော်လန်ရေးကိုစန့်ကျင်သူဇာဘရင်ဘက်ကလူအဖြစ်အလွယ်တကူသတ်မှတ်ခံရတဲ့ခေတ်ကြီးဆိုတော့ကမာရီနာစဝက်ထရီဗာဘလောက်ထိခက်ခဲတွေရှိမလဲဆိုတာမတွေးတတ်အောင်ပါပဲ
ဒီလိုချင်းဒီမျိုးမှာကွန်မြူနတီယဉ်ကျေးမှုတမှုကြီးလို့တင်စားခံရတဲ့နာမည်ကျော်ကွန်မြူနတီကဗျာဆရာမာယာကော့စကီသူ့ကိုယ်သူတနက်နဲ့ပြစ်သက်ပြီးအဆုံးစီရင်သွားပြီဆိုတဲ့သတင်းတွေထွက်လာတော့ Spud Trevor ပြောလိုက်တဲ့စကားပါမာယာကော့စကီအပေါ်သူပြောလိုက်တဲ့စကားကမာယာကော့စကီဟာကျမရဲ့အချစ်ဆုံးရန်သူပါတဲ့ပြီးတော့မာယာကော့စကီတည်ဆုံးတဲ့သတင်းကြားကြချင်းမာယာကော့စကီအမတ်တရကဗျာ9ပုတ်တိတိဇက်တိုက်ရေးဖွဲ့ခဲ့ပါသေးတယ်ဘလို့ပဲဖြစ်ဖြစ်မာရီနာစဖတ်ထရီဗာဟာအသက်16နှစ်မှာပထမဆုံးကဗျာစာအုပ် Evening Eleven ကိုထုတ်ဝေခဲ့သူပြည်ပြည်ဘဝမှာအနာကျင်ဆုံးဘဝကဗျာတွေရေးခဲ့သူသူ့ကဗျာတွေကအဲ့ဒီခေတ်ကခေတ်စားတဲ့အနာဂတ်ကဗျာသင်္ကေတကဗျာတွေလို့မဟုတ်ပါလွတ်လပ်ပြီးချစ်ချင်းမေတ္တာငြိမ်းချမ်းရေးကဗျာတွေကြီးပဲဖြစ်ပါတယ်ကြပြဆရာမှန်ရင်သူ့ဘက်ကိုယ်ပဲမခွဲခြားပဲချစ်တတ်သူလိုပဲကျွန်တော်ခံစားမိပါတယ်အပြန်အလှန်လေးစားချစ်ခင်သူဖြစ်ပါတယ်ရုရှားကိုသူပြန်ရောက်တော့သူခမဆင်းရဲမှုတံအပြင်းထန်ခံရပါတယ်တမိဖြစ်သူကလည်းအာဟာရချိုးတဲ့မှုတံနဲ့ဆုံးသွားပါတယ်သူလည်းရုရှားပြည်ရင်းစစ်ကြီးတံအလူးလှိမ့်ခံရပါတယ်နောက်ဆုံးငတ်မမှုတံခံနိုင်ဖို့အိမ်ကမွေးထားတဲ့မြင်းကိုတောင်တတ်ဆရတဲ့အထိဖြစ်ခဲ့ပါတယ်နောက်တော့ကဗျာဆရာမာယာကော့စကီကိုတက်တည်သွားပြီးနောက်17နှစ်ရှိတဲ့အခါကဗျာဆရာမမာရီနာစဝတ်ထရီဗာတယောက်သူ့ကိုယ်သူဂျိုးဆွဲချတက်တည်သွားခဲ့ပါတယ်1941စက်တင်ဘာ31မှာပေါ့မိတို့ပင်ဖြစ်စေကဗျာဆရာမမာရီနာစဝတ်ထရီဗာရဲ့ကဗျာတွေဟာနှောင်းပိုင်းကာလရောက်လာတဲ့အခါမှာတော့မာရီနာစပတ်ထရီဗာဟာရုရှားနိုင်ငံရဲ့ကဏ္ဍဝင်မြောက်ကဗျာဆရာတယောက်အဖြစ်လူတွေကအတိမတ်ပြုလာကြပါတယ်။မော်စကိုမြို့နားမှာကဗျာဆရာမမာရီနာစပတ်ထရီဗာကြောက်ရွံ့ထုထားကြပါတယ်။အခုသူ့ကဗျာတစ်ပုဒ်တင်ပေးလိုက်ပါတယ်။ချက်ကိုစလိုဗက်ကီးယားအတွက်ကဗျာဘာဖြစ်လို့မျက်လုံးတွေတဲ့ဒီလိုမျက်ရည်တွေရှိနေရမှာလဲ။ဒေါသတွေချစ်ချင်းမေတ္တာတွေနဲ့အဲ့ဒီမျက်ရည်တွေကိုတုပ်ပစ်လိုက်စမ်းချက်ကိုစလိုဗက်ကီးယားရဲ့မျက်ရည်များစပိန်နိုင်ငံရဲ့နှလုံးသားတဲကမျက်ရည်များကဘာကြီးကိုဘလို့အနက်ရောင်တောင်တန်းကအလင်းရောင်နဲ့မထိတွေ့နိုင်အောင်ကာစီထားတယ်လေအချိန်ကြပြီအချိန်ကြပြီအချိန်ကြပြီဘုရားသခင်စီသူ့လက်မှတ်ပြန်ပေးဖို့ရာအချိန်ကြပြီငါညင်းဆိုတယ်လူမဆန်တဲ့အယူတွေရဲ့အိမ်ထဲငါမနေဘူးလို့ညင်းဆိုတယ်ငါညင်းဆိုတယ်ဝင်ပလေတွေနဲ့အတူမအူနိုင်ဘူးလို့ငါညင်းဆိုတယ်ငါညင်းဆိုတယ်ကွင်းပြင်တဲ့ငမန်းတွေနဲ့အတူမဟိကျွေးနိုင်ဘူးလို့ငါညင်းဆိုတယ်ငါညင်းဆိုတယ်နောက်ပြန်ဆုတ်တဲ့လမ်းကြောင်းတစ်ခုမှာငါမကူးခတ်နိုင်ဘူးလို့ငါညင်းဆိုတယ်နားထောင်ဖို့ရာနားနဲ့နမိတ်ဖတ်ဖို့ရာမျက်လုံးတွေငါမှမလိုအပ်ဘူးတင့်ရဲ့ယူသွတ်နေတဲ့ကဘာအတွက်အဖြေတစ်ခုပဲငါပေးမယ်အဲ့ဒါငါညင်းဆိုလိုက်တယ်ဆိုတဲ့အဖြေပါပဲဟုတ်ကဲ့ဒါကတော့ DVB မှာဖော်ပြထားတဲ့စောင်းမရှင်ငိမ့်ဝင်ရဲ့စောင်းမလက်ရာဖြစ်ပါတယ်ခင်ဗျာ